ရှင်ဖေယားတပည့်တော်ကနေလည်းမကောင်းဘူးစီးပွားရေးလည်းမကောင်းဘူးကျမ်းမာရေးလည်းမကောင်းဘူးအခုတပည့်တော်ကထိုင်းနိုင်ငံမှာမိသားစုအတွက်အလုပ်လုပ်နေပါတယ်ဖေယားညီကိုမောင်နှမထဲမှာအကြီးဆုံးမှာညီမတွေကလည်းမညီညွတ်ကြဘူးစိတ်တွေလည်းတအားညစ်ပါတယ်ဖေယားတခါတလေကိုသေလောက်အောင်ခံစားရပါတယ်ခွန်အားရှိမဲ့တရားလေးတစ်ပုဒ်သနာတော်မူပါဖေယားဆိုပြီးတော့အောင်ဆိုတဲ့အကောင့်ပန်ရှင်က Messenger ကနေစာလေးရေးပို့လာတယ်နေလည်းမကောင်းဘူးကျမ်းမာရေးလည်းမကောင်းဘူးလို့နှစ်ခါတောင်ရေးထားတယ်စိတ်ကအားငယ်တဲ့ဘက်စိတ်အားနေတဲ့ဘက်ရောက်နေပုံမှာပဲစိတ်ကြောင့်နေမကောင်းတာတွေလည်းဖြစ်နိုင်ပါတယ်အဲ့လိုနေမကောင်းကျမ်းမာရေးမကောင်းရင်တော့လေဆရာဝန်နဲ့ပြပြီးတော့နေကောင်းကျမ်းမာအောင်ကုရမှာပဲမဟုတ်လားအာရောကြပရမလာပါလို့ဆိုတယ်ကျမ်းမာရေးမကောင်းတာကတော့မကောင်းတာတွေထဲမှာအလွန်မကောင်းတဲ့အဆိုးတစ်ခုလို့သိမြင်ထားရမယ်ကျမ်းမာရေးမကောင်းရင်စီးပွားရေးလည်းမကောင်းနိုင်ဘူးအလုပ်လည်းလုပ်နိုင်မှာမဟုတ်ဘူးစိတ်လည်းချမ်းသာနိုင်မှာမဟုတ်ဘူးကုသိုလ်လည်းလုပ်နိုင်မှာမဟုတ်ဘူးဒါကြောင့်ကျမ်းမာရေးကိုပထမဆုံးဦးစားပေးအနေနဲ့ကောင်းအောင်ချက်ချင်းလုပ်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်ကျမ်းမာရေးသာမကောင်းနေရင်ဘာမှကောင်းလာနိုင်မှာမဟုတ်ဘူးဘာမှကောင်းတာလုပ်နိုင်မှာမဟုတ်ဘူးဆိုတာကိုသိမြင်ပြီးတော့ကျမ်းမာရေးကိုအထူးကောင်းအောင်လုပ်လိုက်ပါလို့ပထမဆုံးတိုက်တွန်းရမှာပါပဲဖုံစကားတွေကိုနားထောင်နေုံနဲ့လေကျမ်းမာရေးကကောင်းလာမှာမဟုတ်ဘူးလက်တွေ့ကျမ်းမာရေးကောင်းအောင်လုပ်ပါလို့ပြောချင်ပါတယ်စီးပွားရေးကလည်းမကောင်းဘူးဆိုတာကဘာကြောင့်ဘယ်လိုမကောင်းတာလဲဆိုတာမသိရတော့ဘာမှပြောဆိုနိုင်မယ်တောင်မဟုတ်ပါဘူးအသိမရှိတဲ့တရိษံလေးတွေတောင်သူတို့တဝမ်းတစ်ခါအတွက်သိပြီးတော့ပူလောင်မရှာရပါဘူးအစာတလုတ်အတွက်တော့ခဏတစ်ဖြုတ်လောက်ရှာပြီးတော့ပျော်လေးတွေပဲနေကြတာမြင်ရတယ်တို့ကအသိရှိတဲ့လူတွေပဲတဝမ်းတစ်ခါအတွက်အဲ့လောက်ကြီးကိုခက်ခဲရသလားစဉ်းစားမိတယ်ကိုရှင်တန်ဖို့အတွက်ကိုပိုက်ထဲကအစာအိမ်တစ်ခုအတွက်ကိုတနေကုန်လှုပ်တာတောင်အဆင်မပြေဘူးလားကိုခန္ဓာအစာအိမ်အတွက်တင်မဟုတ်ပဲဆေးဘူးကွမ်းမိုးတွေကုန်နေသလားဂိမ်းဘူးဖုံဘူးတွေကုန်နေသလားဝတ်ဖိုးစားဘူးတွေကုန်နေသလားလေဘူးပတ်ဖို့တွေကုန်နေသလားအလောင်းအစာဘူးတွေကုန်နေသလားကိုယ့်ရဲ့ကိုယ်ငွေတွေကိုစီစစ်ရှိဖို့လိုတယ်လို့အကြံပေးခြင်းပါတယ်ဝန်ငွေတွေဘလောက်ကောင်းထွက်ငွေကုန်ငွေတွေကိုမစီစစ်ဘူးဆိုရင်စီးပွားရေးကအဆင်ပြေမယ်မဟုတ်ဘူးစီးပွားရေးအဆင်မပြေဘူးသာညှိနေပြီးတော့ဖုံးကြီးလည်းမလျှော့ဂိမ်းစော်လည်းမပြက်အဝတ်လည်းမနာအစာလည်းမလျှော့သူများသွားတိုင်းသွားစတာတွေလုပ်နေမယ်ကိုအတွေးကလည်းကိုဘဝပြေးလေချောင်းတွေတွေးကြမ်းမနေပဲနဲ့စိတ်ကပဲအဆင်ပြေခြင်းနေပြီးတော့အဆင်ပြေစေမဲ့အတွေးအကြံအလုပ်စတာတွေမလုပ်ရင်လဲစီးပွားရေးကအဆင်ပြေမယ်မဟုတ်ဘူးပေါ့ညီမတွေကလည်းမညီညွတ်ကြပါဘူးစိတ်တွေလည်းတအားညစ်ပါတယ်လို့ဆိုတယ်ညီညွတ်အောင်ကိုတတ်နိုင်သလောက်ပြောကိုသိသလောက်ညွှန်ပြယုံကလွဲလို့ဘာများတတ်နိုင်မှာလဲကိုမတတ်နိုင်တဲ့ကိစ္စစိတ်တွေညစ်နေတယ်ဆိုရင်ကိုအတွက်ဘာကောင်းကျိုးများရနိုင်မှာလဲပေါ့မြတ်စွာဘုရားတောင်သူ့တပည့်ယဟန်တန်ဃာတွေစကားများရံဖြစ်ကြတော့စကားမများကြဘူးရာမဖြစ်ကြဘူးမြတ်စွာဘုရားကပြောဆိုဆုံးပါတယ်ဘုရားပြောတာကိုဘယ်ယဟန်ကမှလက်မခံပဲဘုရားစကားနားမထောင်မဲ့ဖြစ်နေကြတော့ဘုရားဘာတတ်နိုင်မှာလဲတော်တယ်တပါးတဲ့ကြွားပြီးတော့နေခဲ့ရသေးတာသူတို့စိတ်သူတို့သဘောသူတို့ဘဝသူတို့ဖန်တီးကြတာကိုမတတ်နိုင်တာတွေအတွက်စိတ်ညစ်နေရင်တော့လေကိုပဲခံရမှာမို့ဖုံလဲဘာတတ်နိုင်မှာလဲပေါ့ဒီတော့အောင်စိတ်ညစ်တယ်လို့ဆိုပါတယ်တကယ်ကတော့စိတ်ညစ်တယ်ဆိုတာကစိတ်ညစ်စရာအတွေးတွေကိုတွေးနေလို့စိတ်ကညစ်နေတာလို့မြင်ပါတယ်အဲ့ဒီစိတ်ညစ်စရာအတွေးတွေတွေးနေမဲ့အစားကိုယ့်ဘဝတိုးတက်မဲ့အတွေးတွေကိုတွေးပြီးတော့ကျေနပ်နေမဲ့အတွေးတွေကိုတွေးလို့လေရတာပဲမဟုတ်လားအဲ့လိုအတွေးတွေကိုတွေးနေရင်
စိတ်တွေကကြေနပ်လာမှာပါစိတ်ဆိုတာကကိုတွေးရတွေးစာရှိရာတွေကိုပဲတွေးနေတဲ့သဘောရှိတယ်စိတ်ညစ်စရာတွေကိုပဲတွေးစာရှိနေတော့စိတ်ညစ်စရာအတွေးတွေစီကိုပဲစိတ်ကရောက်စာရှိရောက်နေတဲ့သဘောတွေပဲဒါကြောင့်စိတ်ဆိုတာကိုတွေးတဲ့နေရာစိတ်ကရောက်တာဖြစ်လို့ကောင်းတဲ့နေရာမှာရောက်အောင်ကောင်းတဲ့အတွေးတွေကိုတွေးပါလို့ပြောကြရင်းနဲ့ပဲညီကုန်းချုပ်လိုက်ချင်ပါတယ်အောင်ဆိုတဲ့သူတယောက်စိတ်လဲချမ်းသာပြီးတော့ကိုယ်လဲကြမ်းပါပါစေလို့ဆန္ဒပြုရင်းပဲညီကုန်းချုပ်လိုက်ပါတယ်